ဒီနေ့နေပြီးတော့ဒီမှာဈေးရနေပြီးတော့ကျွန်တော်အမေပေါ့ဒီမှာတက်တန်လာရွက်ဝေလာတာပေါ့ဒါကျွန်တော်အမေဒီမှာတက်တန်လာရွက်ကနေပြီးတော့တွေးတို့တယ်ဆိုပြီးတော့ဒါလေးကိုနေပြီးတော့ဟိတ်ရကြိုတောက်မယ်ဆိုပြီးတော့ဝေလာတာဒါလေးကတက်တန်လာရွက်1000ခုပေါ့ဒါလေးကကျွန်တော်ဂွားဈေးကဝေတယ်1000ခုဒါအမေကအဲ့ဒါကိုဟိတ်ရကြိုနေတာဒါလေးကငပိကိုနေပြီးတော့ကြိုထားတာပေါ့နော်သူကအရင်လေးနဲ့ကြိုထားတာငပိကြိုပြီးဆိုတာနဲ့နေပြီးတော့ပဇွန်6တွေထည့်မှာပဇွန်6တွေနဲ့ပို့ပြီးရှိုးတော့အောင်ဆိုပြီးတော့ဒီကပဇွန်6ကိုဒီမှာဒါလေးကပဇွန်6ကိုရေးစင်လိုက်တာပေါ့အဲ့တော့အမေကပြရနဲ့ဟင်းမျိုးအနေနဲ့ထည့်မှာကျင်းတယ်ငါတော့မလုံးတော့ရအခုကြည့်ပဲရတယ်ထည့်လေဖုတ်ဖလို့ကအမေလို့ပြောစရာမလိုဘူးဒီမှာငါတော့အမေကကျွန်းတယ်ရတယ်ဆက်ဆိုရပြီလားထည့်အောင်မလားထောင်းလိုက်တာလားထောင်းပြီးတော့ထည့်မှာပေါ့ဒီမှာဒါလေးပဇွန်6ကိုရေးစင်ပြီးတော့ထူထောင်းလိုက်မှာထူထောင်းပြီးတဲ့ခါမှနေပြီးတော့ဒီခုနကငပိကြိုထားတဲ့ဟာလေးမှနေပြီးတော့ထိလိုက်တာပေါ့နော်ဒါကငပိရဲ့ပဇွန်ရင်ဆိုတော့ပို့ပြီးတော့ရှူတော့တယ်ဒါလေးကပဇွန်လေးကိုထောင်းနေတာပေါ့ဒါလေးကပဇွန်ကိုထောင်းနေတာဒီကနေ့နေပြီးတော့ရေနည်းနည်းထည့်ပြီးတာနဲ့နေပြီးတော့ဒါကိုထည့်မှာပြင်နေတော့ဒါထည့်မှာငရုတ်ကောင်းစစ်ချက်ဆံပြီးထည့်အောင်လေဒီမှာတခါလေးဟင်းချက်တဲ့အထက်မှာဗီဒီယိုမရေးဘူးဒီမှာဘလော့ရိုက်နေတာဒီမှာဒီတဲ့ခါမှာရေနေနေထည့်မယ်ငရုတ်ကောင်းစစ်ချက်တန်ပြူထည့်တယ်ဟုတ်တယ်နော်ငရုတ်ကောင်းစစ်ချက်တန်ပြူထည့်ပြီးတဲ့ခါမှာထောက်ခါနေမှဒါကိုထည့်ပြီးတော့မရှက်မှာပေါ့ဒါအရင်ကတစ်ဖက်ရပြီဒါတူတူကြတယ်ဒါကဟိုကကက်ဝေလာလားကက်ငါဝေလာလားကက်ငါဝေလာလားသူကဈေးက1000ထောင်ဖို့ဝေလာလားနည်းနည်းပဲရတယ်။လာပါဆိုရင်ငါ့တွေအမြောက်ကြီးပဲ။ဒါလေးကစုနေပြီဟင်းလို့ကဒီမှာစုနေပြီတဲ့ဒီကောင်မှရေထိလိုက်မှရေထိပြီးတော့ငရုတ်ကောင်းစစ်ချက်တံပြိုးထည့်ပြီးဆောက်ဟင်းရှုံမှုနည်းနည်းထည့်တယ်။ပြီးရတဲ့ကောင်းပြီဆိုတာနဲ့ဒါကက်တဲ့ဒါကက်တဲ့ကောင်းပြီဆိုတာနဲ့ဒါလေးကိုနေပြီးတော့ထိပြီးတော့တောက်ကအရင်ကောင်းတယ်။ရန်ကောင်းလို့ရှေ့ပဲငါနေဝါငါနနစာရတာပေါ့ကစ်တယ်ဝလာကိုတစ်ခေါင်ရတယ်1000ကျော်ဖို့ပေါ့ဒါကတော့နေပြီးတော့ကျွန်တော်အမေဆက်ထားတဲ့နေပြီးတော့အဲ့တန်းတလန်ရွက်ဟင်းရည်လေးပေါ့နော်ဒါလေးကကျွန်တော်ရဲ့အကူဒါလေးကကျွန်တော်ပေါ့အခုဒီနေ့ကတော့နေပြီးတော့တော်တော်ကောင်းတဲ့ထမင်းပွေလေးပေါ့ဒါလေးကတန်းတလန်ဟင်းရည်ဒီဟိုဖက်ကဟာကဆိုရင်ကျွန်တော်ကက်ကက်တက်ရှစ်တာပေါ့နော်ကက်ကက်တက်တောက်ဆန့်ရဲ့ဒီဖက်ဟင်းကဆိုရင်တော့မနေ့ကအကြံပေါ့ဒီကငေါ့ကြော်ချက်လေးပေါ့ဒါလေးကမနေ့ကကြံတဲ့ဟာပါဒါလေးကအမေရှက်တဲ့ဟင်းတစ်ခွက်ကအတော်ကိုအရသာရှိပါတယ်โอเคပါကျေးဇူးများတင်ပါတယ်